Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် Fanny ကင်ပြီးတော့ကျိုးဆွဲပြဖြစ်ပါတယ်ဒီဘက်မှာဆိုရင်ကျွန်တော်ဘလို့ကျိုးရီဆွဲပြသွားမလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် Fanny skin ကတော့ဒီ mobile ကြီးရဲ့ကိုနှစ်ပြည့်ထိမှတ်အနေနဲ့ပေးရဲ့ skin လေးကိုကင်မှတ်မှာဖြစ်ပါတယ် skin ရဲ့အနေထားကိုပြောရမယ်ဆိုရင်တော့လောက free skin တွေအောင်မတူအောင်အရှာကိုလှပါတယ်လောကတက်တက်လေးလှုပ်ထားပြီးတော့ skin ကဆိုရင်ချောင်းလေးရအစားလုံးဝချစ်စရာကောင်းတယ်ကွာ Fanny နဲ့လည်းဝိုင်းစတာကျွန်တော်ဟိုဘက်ကိုအောင်ကြီးအသေးတန်လိုက်ချပါတယ်အဲ့နဲ့ကျွန်တော်လေးမတတ်တော့ကေးနေကျိုးဆွဲပြပါအဲ့လေကိုအကြီးတရော့သွားရဲဆိုပြီးတော့ကျွန်တော်အသေးတန်လိုက်ကေးပါတယ်ဒါပေမဲ့ကျွန်တော်ကျိုးကမထွက်ဘူးပြတည့်တဲ့အတိုင်းပဲဘလူးဘက်ကမစားရသေးဘူးဆိုတော့အဲ့ဒါကွာကျွန်တော်ကရုပ်တမားလေးကျွန်တော်ကေကိုကောက်စားတော့ရဲလို့ကျေးဇူးတွေလည်းတင်ပါရဲလို့ဒီမှာလူကတိုင်ပတ်နေရကြတယ်ဒီမှာဆိုရင်ကျွန်တော်ဘက်ကိုစားလူစားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဘက်မှာ hyper နှစ်ကောင်ဖြစ်နေလို့ကျွန်တော်ကဂျင်းထည့်ပြီး hyper လုကင်တာမဟုတ်ပါဘူးကျွန်တော်က fat ဖြစ်ပါပြီးတော့မှသူက hyper လုကင်လိုက်ဒီမှာဆိုလိုက်ကွာကျွန်တော်ဟိုဘက်က ban hero ဖြစ်နေတဲ့အလူကောက်လိုက်ကြီးအောင်အလူကက်ဆိုတဲ့အတိုင်းပဲသူရောက်တစ်ချိန်လုံးပြန်တက်တယ်ကျွန်တော်အာတီပိုင်းလည်းမရပါဘူး Fanny ရဲ့ scale ကတော့အရောက်မိုက်တာဆိုတော့ကျွန်တော်မနေ့ကကီးပြီးတော့စူးစမ်းပြီးကီးနေရပါတယ်တော့ပါသေးရဲ့ဗျာ 1k လေးရတော့နောက်မှဆိုရင်အချက်ကွဲအောင်ဒီမှာဆိုရင်ကွာဟိုဘက်ကကူရှင်ကကျွန်တော်တို့မြားနေရဗျာတီလာတစ်တော့အကွက်တင်တော်ရီကောပြပြီးတော့အနေသူရီကောပြနေတော့ကျွန်တော်ကြည့်နေတဲ့အချိန်မှာပဲရုပ်တရက်ဆိုသလိုလူကတ်တို့လင်းတော့ရောက်လာတော့ကျွန်တော်ကြိုးဆွေးမနေပြေးရပါတယ်ဗျာမကင်တက်ပါဘူးဆိုမှအဖြစ်ကအလိုအနေကျွန်တော်base တဲမှာတော့နည်းနည်းပါကျိုးဆွဲရပါဟိုဆွဲကြည့်ဒီဆွဲကြည့်နဲ့မရပါဘူးအစင်လုံးဝမပြေပါဘူး Fanny ကဗျာဘာလို့ကင်ရအလောက်ခက်တာလဲအော်ဒါနဲ့ကျွန်တော်တို့ mobile လေးချင်းကိုနေပြထိမှပြန်ပြန်ရောက်ရှိလာဖြစ်တယ်ဒီချိန်မှာဆိုရင်တော့ကျွန်တော်တို့ကကွာဒီ Fanny skin လေးကိုအခမဲ့ရမှာဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော် daily test တွေ mission တွေလုပ်ရမယ်အဲ့ဒါကြီးကလည်းလွယ်လွယ်လေးဗျာ log in ကို share တိုင်းဝင်တာမျိုးတို့အခုကျွန်တော် game ဆော့ရင်တပွဲဆော့တာနှစ်ပွဲဆော့တာပုံမှန်အတိုင်းပဲဖြစ်ပါတယ်ဒီ mobile လေးချင်းကိုနေပြစီစဉ်ဖြစ်တဲ့ဒီ Fanny skin ပေါ့နော်လက်ကားပေးအောင် brother အနေနဲ့ကြိုက်လားလို့ပြောခဲ့ကြပါအောင် comment မှာကျွန်တော်တော့အရင်ကကြိုက်ပါတယ် Fanny skin လုံးဝတက်တက်လေးလောက်ထားတာပြီးတော့ဗျာဒီ energy စုဆောင်မျိုးလဲကျွန်တော်တို့ guide တိုင်းလေးရွေးလို့ရတယ်ကျွန်တော်အနေနဲ့ပြောချင်တာဒီ Fanny skin ဝဲယူတင်နေဘာလို့လဲဆိုတော့အရန်လှလို့ပါကျွန်တော်အမှန်တိုင်းပြောရရင်ဒီ animation skin ဘက်တောင်သွားရပေါ့သူ့ပုံစံလေးက Japan anime နဲ့ဒါနဲ့ပြောစရာကောင်းတာကျွန်တော်ရဲ့ရင်းထည့်မှုကြောင့်ကျွန်တော်တို့တင်ရရှုံးသွားပါပြီဗျာကျွန်တော်လည်းချုပ်ကိုကြိုက်သွားပါပြီကျွန်တော်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါဗျာ